ဘာလို့လဲဆိုတော့အဲ့ဒီရွှေစကလွန်ခဲ့တဲ့10နှစ်ကရန်သူ300ကိုတယောက်တည်းတိုက်ခဲ့တဲ့နိုင်ငံတော်စောင့်နှက်မင်းရဲ့မျက်နှာဖုံးအစအနာဖြစ်နေလို့ပဲဗျစတာကတော့အမိုက်ပုံးတွေကခောက်ဆွဲတွေကိုကောက်စားနေတဲ့တောင်းစားသူတယောက်စီကပေါ့အဲ့ဒီအချိန်မှာမတန်ဆွမ်းမိန်းကလေးတယောက်ကသူ့ကိုတနာလို့ဆိုပြီးအသားမုတ်တစ်ခုပေးလိုက်တယ်အဲ့ဒီလူကလည်းအရန်ပိုက်စာနေတော့လူစားတာပေါ့ဗျာဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးရဲ့မောင်လေးကရုတ်တရက်မေးလဲသွားရောအဲ့ဒီမှာတင်ထူးဆန်းတာကအဲ့ဒီတောင်းစားသူကကလေးရဲ့အကျော်အချို့ကိုနှိပ်ပေးလိုက်တာနဲ့ကလေးကချက်ချင်းပြန်လို့လာတာပဲဒါပေမဲ့ကလေးရဲ့နှလုံးကတိတ်မကောင်းသေးတော့ဆေးရုံပြဖို့သူကအကြံပေးတယ်မိန်းကလေးမှာကလည်းပတ်စံမရှိဘူးလေအဲ့ဒီတော့အဲ့ဒီလူကရွှေစလေးတစားထုတ်ပေးပြီးဒါကိုတွားရောင်းဆေးဖို့ရလိမ့်မယ်ဆိုပြီးပေးလိုက်တာမိန်းကလေးကလည်းရွှေဆိုင်တွားရောင်းရောဆိုင်ရှင်ကအဲ့ဒီရွှေဆက်ကိုမြင်ပြီးလန့်သွားတာပဲဘာလို့လဲဆိုတော့အဲ့ဒီရွှေစကလွန်ခဲ့တဲ့10နှစ်ကရန်သူ300ကိုတယောက်တည်းတိုက်ခဲ့တဲ့နိုင်ငံတော်စောင့်နှက်မင်းရဲ့မျက်နှာဖုံးအစအနာဖြစ်နေလို့ပဲဗျအဲ့ဒီသူရဲ့ကောင်းကအဲ့ဒီတိုက်ပွဲပြီးကလေးကပျောက်ချင်းမလားပျောက်နေတာလေအခုမှဒီမျက်နှာဖုံးစကပြန်ပေါ်လာတော့တစ်မျိုးလုံးကိုပိတ်ပြီးအဲ့ဒီတောင်းစားသူကိုလိုက်ရှာကြတော့တာပေါ့နိုင်ငံရဲ့အချမ်းသာဆုံးလုပ်ငန်းရှင်ကြီးတွေတောင်အလုပ်တွေပြစ်ထားပြီးလိုက်ရှာကြတာတစ်ဖက်မှာလည်းမိန်းကလေးကမောင်လေးခွဲစိတ်တာအောင်မြင်သွားလို့အဲ့ဒီတောင်းစားသူကိုကျေးဇူးလာကန်တော့တယ်အဲ့ဒီအချိန်မှာလူမိုက်တွေရောက်လာပြီးကလေးတွေကိုပြန်ပေးဆွဲဖို့စူးစမ်းကြရောဘာလို့လဲဆိုတော့ကလေးစီမှာသူတို့တထေးလိုချင်တဲ့အရာတစ်ခုရှိနေလို့တဲ့အဲ့ဒီမှာတင်ဟိုတောင်းစားသူကဝင်ကယ်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီလိုကယ်လိုက်တော့သူ့ရဲ့အတွင်းအားတွေထွက်လာပြီးသူ့တပည့်တွေကသူ့ဘယ်မှာလဲဆိုတာသိသွားကြတယ်နောက်ဆုံးတော့လူမိုက်ကိုင်းချုပ်အမျိုးသမီးကိုယ်တိုင်ရောက်လာပြီးကလေးတွေကိုလာဖမ်းတာပေါ့သူကမိန်းကလေးကိုအညံ့ခံဖို့ပြောပေမဲ့တောင်းစားသူကခြုံထဲကနေထွက်လာပြီးမင်းတို့ထွက်သွားကြမသွားရင်နောင်တရလိမ့်မယ်လို့သတိပေးတယ်။ခိုင်းချုပ်ကလည်းအထင်သေးပြီးဝင်တိုက်တာပေါ့။ဒါပေမဲ့အဲ့ဒီတောင်းစားသူကလက်ဝါးတစ်ချက်ပဲရိုက်လိုက်တာခေါင်းချုပ်ကမီတာ300လောက်လွင့်ထွက်သွားရောဗျ။အဲ့ဒီအချိန်မှာပဲသူ့တပည့်တွေတယောက်ပြီးတယောက်ရောက်လာကြပြီတဲ့